ဟိုးရှိရှိတုန်းကကြည်လင်တဲ့မြစ်တစင်းရဲ့ကမ်းနားမှာတီးလိုက်တာမှနီရဲနေတဲ့ရေတပန်းပင်ကြီးတစ်ပင်ရှိပါတယ်။အဲ့ဒီအပင်ပေါ်မှာဖြက်လက်တဲ့မြောက်တကောင်နေထိုင်ပြီးမြစ်ထဲမှာတော့နီချောင်းထီးတကောင်နေထိုင်ပါတယ်။သူတို့နှစ်ဦးဟာတဦးနဲ့တဦးရိုင်းပင်းကူညီကြတဲ့ရိုးသားတဲ့မိတ်ဆွေရင်းချတွေဖြစ်ကြပါတယ်။မြောက်ဟာတပန်းပင်ပေါ်ကအကောင်းဆုံးနဲ့အချိုဆုံးတပန်းသီးတွေကိုခူးပြီးမြစ်ကမ်းနားမှာအနားယူနေတဲ့မိချောင်းကြီးစီအမြဲချွေချပေးလေးရှိပါတယ်။မိချောင်းကြီးကလည်းမြောက်ပေးတဲ့တီးနှံတွေကိုဝမ်းသာအားရစားတော့ပြီးကြံတဲ့အသီးတွေကိုသူ့မယားမိချောင်းမစီကြောပေါ်တင်ပြီးလက်ဆောင်ယူသွားပေးလေးရှိပါတယ်။မိချောင်းမကမိချောင်းထီယူလာပြီးတဲ့တပန်းသီးတွေကိုစားတိုင်းအယမ်းချိုတာပဲလို့အမြဲချီးကျူးပါတယ်။ဒါပေမဲ့တနေ့မှာတော့သူမရဲ့စိတ်ထဲမှာမကောင်းတဲ့အကြံတစ်ခုဝင်လာပါတယ်။ဒီတပန်းသီးတွေကိုနေ့တိုင်းစားနေတဲ့မြောက်ရဲ့အသေးဟာဆိုရင်ဖြင့်ဒီထက်မကအစပေါင်းများစွာပူချိုမှာပဲလို့တွေးတော်ပြီးမြောက်အသေးကိုစားချင်စိတ်ပြင်းပြလာပါတယ်။မိချောင်းမကရှင်ကျမကိုတကယ်ချစ်ရင်အဲ့ဒီမြောက်ရဲ့အသေးကိုရအောင်ယူလာပေးပါလို့ပူစားပါတယ်။မိချောင်းကြီးဟာမိမိရဲ့မိတ်ဆွေကိုမတတ်ချင်ပေမဲ့မယားဖြစ်သူရဲ့ခဏခဏပူစားမှုကိုမလွန်ဆန်နိုင်တော့တဲ့အဆုံးမှာတော့မိတ်ဆွေမြောက်ကိုဖမ်းခေါ်လာခဲ့ပါမယ်လို့ကတိပေးလိုက်ရပါတယ်။မိချောင်းကြီးဟာမြောက်ရှိရတပန်းပင်အောင်ရောက်သွားပြီးအဆွေမြောက်မင်းပြီးတဲ့အပြီးတွေကတိတ်ချိုငါမယားကမင်းကိုကြီးစုတင်လို့အိမ်ကိုထမင်းထိကျွေးချင်လို့ပါလေငါကြောကိုလိုက်ခဲ့ပါလားလို့လိမ့်ပြောလိုက်ပါတယ်မြောက်ဟာမိတ်ဆွေကိုယုံကြည်တာကြောင့်ဘာမှမရင်းနေသေးလိုက်သွားဖို့ပြောလိုက်ပါတယ်မြောက်ဟာမိချောင်းရဲ့ကြောကိုခုံတက်ပြလိုက်ပါသွားပါတယ်မြစ်လေကဘေးပတ်ကန်းကိုမှပြန်ကူးလို့မရတော့တဲ့နေရာကိုရောက်တဲ့အခါမှာမိချောင်းထီဟာမမြင်နိုင်ဘူးအဆွေမြောက်တကယ်လို့ငါမင်းကိုလိန်ခေါ်လာတာပါလေငါမယားကမင်းရဲ့အသေးကိုစားချင်လို့တက်ခိုင်းနေလို့ပါလို့ဝန်ခံပြောကြလိုက်ပါတယ်မြောက်ဟာတီးပြင်းနဲ့ကြုံရတယ်နဲ့ထိတ်လန့်သွားပြီးချက်ချင်းအကြံထုတ်လိုက်ပါတယ်အိုးအဆွေမိချောင်းကြီးဒါကိုအစိုးကြီးကပြောထားနေကွာတဲ့ငါတို့မြောက်တွေကတစ်ပင်ပေါ်မှာခုံပေါက်နေရတာဆိုတော့အသေးကကိုယ်လေးမှရှိရင်ပြုတ်ကျပျက်စီးသွားမှာပေါ့တဲ့ဒါကြောင့်ငါအသေးကိုတဖန်းပင်ပေါ်မှာချိတ်ထားခဲ့တာဗျာလို့ပြုံးရွှင်စွာပြန်ပြောလိုက်ပါတယ်မိချောင်းကြီးဟာမြောက်ရဲ့စကားကိုအဟုတ်မှတ်ပြီးဟင်ဟုတ်လားအဲ့ဒါဆိုအခုဘယ်လိုလုပ်ကြမလဲလို့ဟုတ်အားဆိုမြောက်ကလည်းအခုချက်ချင်းအပင်စီပြန်လှည့်ပြီးပါလေငါအသေးကိုယူပြီးမှမင်းတို့အိမ်ကိုလိုက်ခင်နေဗျာလို့အကြိုက်ကြပြောလိုက်ပါတယ်မိချောင်းကြီးဟာမြောက်ကိုကြောပေါ်ကန်းနာကတပန်းပင်စီအမြန်ပြန်သွားပါကန်းနာကိုရောက်တာနဲ့မြောက်ဟာမိချောင်းကြောပေါ်ကနေတပန်းပင်ပေါ်ကိုတဟုန်ထိုးခုန်တက်သွားပါတော့တယ်တပင်ပေါ်ရောက်သွားတဲ့အခါမှာတော့မြောက်ဟာလုံကျုံတဲ့အကိုင်းပေါ်ကနေမိချောင်းကိုငုံကြည့်လိုက်ပါတယ်မိချောင်းကအပင်အောက်ကနေအသေးယူပြီးရင်ဆင်းလာခဲ့တော့လေလို့အော်ခေါ်တဲ့အခါမြောက်ကဟဲ့မိချောင်းရုပ်အသေးဆိုတာကိုယ်ထဲမှာပဲရှိတာဟာအပြင်မှာချိတ်ထားလို့ရပါမလားမိတ်ဆွေအပေါ်သစ္စာဖောက်တဲ့နင်းလိုကောင်းကိုငါကအသက်ဘေးကလွတ်အောင်လင်လိုက်တာပဲဒီနေ့ကစပြီးငါတို့မိတ်ဆွေအဖြစ်ကပြတ်ပြီလို့ပြောပြီးမောင်းထုတ်လိုက်ပါတော့တယ်